အယိုးပါပြီးစားရခတ်တဲ့ချက်ချက်တော့ဂျူးမြစ်တွေစားနေရလို့ရိုးသွားပြီလားအဲ့ဒါဆိုတော့ချီလီကချက်ချက်တော့အယိုးလုံးမှလာချင်းစလေးစားကြည့်လိုက်နော်ဘာလို့စားတင်တာလဲဆိုရင်တချင်းလက်ဆက်ပြီးယခုလိုခြေထောက်အကိကြီးတွေပဲယူသုံးထားလို့ပါနော်ဒါနဲ့တွေမပြီးသေးဘူးနော်ချက်ချက်တော့မှပါတဲ့စားရခတ်တဲ့အယိုးတွေကိုစိတ်ရှိရှိနဲ့တစ်ခုချင်းဖယ်ထုတ်ထားပြီးတာဖြစ်လို့စားရခတ်တဲ့ဒုက္ခကနေလည်းကေဝင်ပြီးသားပဲအရသာပိုင်းကလည်းမာလာနဲ့တင်းတင်းလေးနဲ့ချင်းသက်ရတာလေးလုပ်ပြီးထားတာဖြစ်လို့ထုံထုံဆက်ဆက်မစားနိုင်သူတွေအတွက်လည်းစားလို့ရနိုင်ပြီပေါ့ဗျာစားကြည့်လို့အရသာပိုင်းမကောင်းဘူးဆိုရင်ငွေတစ်ပြားမှမပေးခဲ့နဲ့ဗျာအဲ့လောက်ထိကိုအာမခံပြီးရောင်းပေးပါတယ်နော်အော်ပြီးတော့ဂျူးမီလေးလည်းပါတယ်နော်ဂျူးမီလေးကလည်းအရသာနဲ့တေချာနှက်ပေးကြတာဖြစ်လို့ပါသမယအကုန်လုံးကအရသာထိမိနေမှာပါချက်ချက်တော့ရိုးလို့ဖြစ်တဲ့အတွက်တစ်ခါလို့ရင်ပွဲရည်အတွက်အများကြီးမထွက်ပါဘူးနော်အဲ့တော့မြန်မြန်လေး order တင်ထားမှစိတ်ချရမယ်နော် TikTok Facebook Messenger ဆိုင်ဖုန်းနံပါတ်တွေကိုဖုန်းဆက်ပြီးတော့လဲ order တင်လို့ရပါတယ်နော်ပွဲရဲ့ဈေးနှုန်းလေးရတော့ပွဲသေး1000ပွဲကြီး2000နဲ့ရောင်းချပေးထားပါတယ်အားလုံးကျေးဇူးပါ